ဟုတ်ကဲ့မေကုန်းလေးတွေပြန်စလို့ရပါပြီเนาะကျွန်တော်တို့ဒီစာမြိုက်ဖဲနဲ့ဒီတိုင်းတည်တံ့မေးချင်နေဆိုလဲရတယ်နော်ဟုတ်ကဲ့မိုက်ဖွင့်ပြီးမေးလို့ရပါတယ်ဆော့ကဒီ CSC ရဲ့စာမွေးနဲ့ပတ်သက်ပြီးမေးတာလေးကျွန်တော်ရင်ပြပြလိုက် CSC စာမွေးမှာကတချို့အကြောင်းတွေမှာတော့ညှက်ချက်ပဲရှိတာပေါ့ interview ပဲရှိတယ်တချို့အကြောင်းတွေမှာကျတော့ဒီရေးပြကြည့်တယ်ခင်ဗျရေးပြမှာကဘယ်လိုဖြေရလဲဆိုလို့ရှိရင်တော့ကိုက engineering ကဒါမှမဟုတ်လို့ရှိရင် business ပိုင်းလာပုံမူတည်ပြီးတော့နှစ်ပိုင်း꿰သွားတယ်ခင်ဗျဘယ်လို꿰မလဲဆိုလို့ရှိရင်တရုပ်စာပြရတာချင်းကတော့တူတူပဲ ASK4 တောင်းလာတယ် ASK4 လည်းပဲဒါပေမဲ့ business ဆိုလို့ရှိရင် business Chinese ဒီengineering နဲ့တခြား science နဲ့ပတ်သက်တဲ့ဟာတွေဆိုလို့ရှိရင်တော့ engineering Chinese နှစ်မျိုး꿰သွားတယ်ခင်ဗျပြီးသွားလို့ရှိရင် business ပိုင်းမှာဘာပြရမလဲဆိုလို့ရှိရင် mathematics ပြန်ပြီးရမျိုးရှိတယ်ဒီဟာကတော့ mathematics နဲ့ဒီ business Chinese နဲ့နှစ်ခုပဲပေါ့ဒီ business major တွေတက်မယ်ဆိုလို့ရှိရင် engineering နဲ့ပတ်သက်ပြီးတက်မယ်ဆိုလို့ရှိရင်တော့ engineering မှာကကိုယ့်ဘက်ကရွေးချယ်ပြန်နောက်တစ်ခုရှိတာပေါ့ physics ဖြေမလား chemistry ဖြေမလားပေါ့ chemistry ဖြေရတဲ့စာလို့ရှိရင်ကတော့ physics ကတော့နည်းနည်းပိုပြီးလွယ်မိမယ်လို့ပိုပြီးအကြံပေးနေတာပေါ့ဒီ Rorschach concept ဖြေမယ်ဆိုလို့ရှိရင်ဒါပေမဲ့တစ်ခုသိတာမှာဒီ Rorschach concept မှာမေးတဲ့မြတ်ဒီ physics mathematics အကုန်လုံးဒီမေးခွန်းတွေကတရုပ်လိုမိတာအဓိကတော့ဒီပုံမှန်ကိုကျွန်တော်တို့ဒီ9ရန်10ရန်စာတွေကပဲပြန်ပြီးတော့ပါပါတယ်အများစုအဓိကတချို့ဟာတွေဆို APTP တွေပါမယ်ပြီးသွားရင် physics တွေဆိုလို့ရှိရင် post နဲ့ပတ်သက်တာတွေအခြားလိုမျိုးတွေပြန်ပြီးတော့ပါတာမျိုးတွေလည်းရှိတယ်အဓိကမှတ်တာမှာတော့တကယ်လို့စာမွေးဖြေရမယ်ဆိုလို့ရှိရင် engineering mind နဲ့ပတ်သက်လို့ရှိရင်သုံးပါတာဖြေရမယ်ဒီengineering Chinese ရဲ့ဒီသင်္ချာရဒါမှမဟုတ်ဒီနောက်ထပ်ရွေးထက်ကြ business နဲ့ chemistry ရဲ့နှစ်ခုရဲ့တစ်ခုဖြေရမယ်သုံးပါတာဖြေရမယ်ကိုက business related major ဆိုလို့ရှိရင်ကတော့ဒီ business Chinese နဲ့ mathematics နဲ့ပြီးတော့နောက်ထပ် major တွေအတွက်ကကြတော့ဘာရှိမလဲဆိုလို့ရှိရင်ကိုကဒီ art နဲ့ဆိုင်တဲ့ဟာတွေဒီ music နဲ့ဆိုင်တဲ့ဟာတွေအဲ့လိုမျိုးတွေအတွက်ကြတော့ဒီလို entrance program တွေသွားတာမဟုတ်ဘူး interview နဲ့နောက်တစ်ခုပါနဲ့တွေ့တင်ရမယ်ဆိုတော့ကိုယ့်ရဲ့ portfolio ပေါ့ကိုကဒီပကြီးနဲ့ပတ်သက်တာဆိုလို့ရှိရင်တော့ဒါကိုယ့်ရဲ့အရင်တော့လုပ်ခဲ့တဲ့ network တွေအကုန်လုံး portfolio ပြင်တင်ပြရတာမျိုးခင်ဗျအဲ့လိုမျိုးတွေတော့ရှိမယ်ခင်ဗျ language program ပြီးရင်ဘယ် level ထိရောက်လဲတဲ့ဒါတော့ကျွန်တော်ထင်တာတော့ 1 year language program ကိုမေးရလို့ထင်ပါလိမ့်ဖြစ်ပါလိမ့်မယ်ပေါ့နော်1 year language program တက်မယ်ဆိုရင်တော့အတန်းပေါ်မှာပဲပို့တည်လိမ့်မယ်ကိုကတော့ဟို basic Chinese ရှိတယ်ဆိုရင်တော့ intermediate တန်းနေပြီးတော့စပြီးတော့တက်လို့ရမယ်ပေါ့နော် intermediate အတန်းတက်မယ်ဆိုလို့ရှိရင်ဒီ HSK5 6လောက်ထိရောက်နိုင်တဲ့အခွင့်အလမ်းရှိတယ်ပေါ့လုံးဝဟို intermediate အတန်းတောင်ဟိုမတက်နိုင်ပဲနဲ့ဒီ business လုံးဝမရှိတဲ့လူခုမှစပြီးတရုပ်စာတင်မယ်ဆိုရင်တော့ business ကနေသွားမယ်ဆိုရင်တော့တစ်နှစ်အတွင်းကတော့ HSK4 လောက်ထိရောက်နိုင်တယ်ပေါ့နော်ဟုတ်ကဲ့ပြီးတော့တချို့တယောက်မေးတာရှိတာပေါ့ရှစ်တန်း9ရန်အမှတ်စဉ်ထုတ်ရခဲ့လို့ဆိုတာကတော့ရှစ်တန်း9ရန်အမှတ်စဉ်ကတော့မလိုခင်ဗျပုံမှန်ပဲကြောင်းပဲဖြစ်သွားတော့ကျောင်း website မှာလိုတယ်ကျွန်တော်ကျောင်းနေဆိုရင်လိုတယ်ဟုတ်တယ်ဟို master အတွက် supervisor ကိုယ်တိုင်ရွေးရတယ်ဆိုတာတဲ့ရှာရတယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲဒီကိုရှောက်မဲ့ကျောင်း website ထဲမှာဟို major like ဟို foreigner တွေရွေးလို့ရမယ် supervisor list ကိုကျောင်း website ထဲမှာတင်ထားပေးတယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲအဲ့လိုတင်ထားပေးတဲ့ထဲမှာသူတို့ရဲ့ email လိပ်စာတွေပါမယ်ဖုန်းနံပါတ်တွေပါမယ်ဥပမာဖုန်းနံပါတ်ဆိုကိုကမြန်မာနိုင်ငံမှာရှိတယ်ဆိုလို့ရှိရင်လေ overseas နဲ့ခေါ်ကြည့်ပေါ့နော်ပြီးရင်မေးရတော့ in ပို့ထားပေါ့မေးပို့ထားပါတယ်ဆိုတဲ့အကြောင်းအရာမျိုးကိုဖုန်းနဲ့ခေါ်ပြီးတော့လမ်းပြောပေါ့အဲ့လိုမျိုး remind လုပ်ပြီးပဲရှာမှာပေါ့နော်အဲ့တော့ဟိုဒါတော့အကြောင်းပေါ်မူတည်တယ်လို့လည်းပြောလို့ရတာပေါ့ဟိုတချို့အကြောင်းဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဒီနန်ဂျင်းတို့အဲ့လိုအကြောင်းနေပေါ့နော်နန်ဂျင်းကအကြောင်းအရှို့ပေါ့နော်အဲ့လိုဆိုလို့ရှိရင်သူတို့ကတော့အကြောင်းရောက်ပြီးမှရှာပေးရမျိုးပေါ့နော်အဲ့လိုမျိုးလည်းရှိတယ်professor supervisor ကတော့လုံးဝမဖြစ်မနေလိုအပ်နေတယ်လို့ပြောလို့မရဘူးပေါ့နော်ဒါကတော့ဟိုရှိထားရင်တော့လေဒါကတော့ဟို scholarship ရဖို့ chance အတွက် suppose တစ်ခုဖြစ်တာပေါ့အဲ့တော့ဟိုအကြောင်းရပြီးမှလည်းရှာလို့ရတယ်ဟိုအကြောင်းမရခင်လည်းကြိုရှာထားလို့ရတယ်ပေါ့နော်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲဒီ scholarship မရခင် supervisor ရထားရင်တော့အကောင်းဆုံးပြီးတော့နော်ပြောရရဟုတ်ရတယ်ခင်ဗျပြောပါဒီမှာဟို CSC တိုက်ပြီးရှောက်လို့ရေးမခံအောင်ဆိုရင်သက်ဆိုင်ရာ announce လုပ်ပေးလာပေါ့နော်certificate scholarship သက်ဆိုင်ရာမျိုး certificate scholarship ရှောက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပြောမလဲအဲ့လိုမျိုး scholarship တွေဒီဒါရဲ့ဒီပိုင်းနေတဲ့ရှောက်ရတာပေါ့နော်ဒီပိုင်းနေတဲ့ရှောက်ထတာပို့ပြီးတော့စိတ်ချဆုံးပေါ့နော်အဲ့လိုဆိုတော့ကြတော့
ဒီ CSC result ကြီးသိရပြီးကမှလျှောက်တယ်ဆိုလို့ရှိရင်တော့သိကြတယ်အချိန်မမီနိုင်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ CSC ရောတခြား scholarship တွေအကုန်လုံးတည့်ရ result ဒီ9လပိုင်း10လပိုင်းတည်ရတာဖြစ်တဲ့အတွက်ပေါ့နော်တခါတည်းလျှောက်ထားဖို့အတွက်အကြံပေးခြင်းနေပေါ့နော်တကယ်လို့မှ CSC result ဒီကမှဒီမျိုး scholarship ကိုလျှောက်မယ်ဆိုလို့ရှိရင်တော့ပြောမလဲအနေရများတယ်ပေါ့နော်သူရဲ့အနေရများတယ်ပေါ့နော်ဟောအားကြောင့်မို့ဒီပိုင်းတွေ support အတွက်အကြံပေးခြင်းနေပေါ့နော် CSC ဖြေဖို့ဆိုရင်ね10တန်းစာပြန်လောက်ရမှာလားပေါ့နော်မူတည်ပြီးတော့CSC ဖြေဖို့ဆိုတာ CSC ကဖြေတိုင်းရမစစ်ဘူးပေါ့နော် CSC scholarship ဒီကျောင်းတွေကနေစစ်တာပေါ့နော်ကိုရှောက်မဲ့ကျောင်းကနေပြီးတော့မှစစ်တာအဲ့ဆိုတော့ချိုးကျောင်းတွေဒီ10တန်းစာလောက်ရမှာလား10တန်းစာနဲ့ဆိုင်မဆိုင်ရတော့ဒါတော့လုံးဝမသေးကြဘူးပေါ့နော်ဘာလို့ဆိုတော့တချို့တော့ဒီကိုကတော့ဒီ language ဘိုင်းနဲ့ပတ်သက်မယ်ဆိုလို့ရှိရင်တော့ဒါ Chinese တရုတ်စာကိုပဲစစ်မှာပေါ့နော်တကယ်လို့မှကိုကတော့တကယ်လို့မှဒီ business ဘိုင်းတို့ဒါမှမဟုတ် engineering ဘိုင်းတို့ရှောက်မယ်ဆိုလို့ရှိရင်တော့ chemistry physics သင်ကြားတွေကတော့ဒါတော့သူတို့များသောအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ဒီ 7 level လောက်ထည့်ရပြီးစစ်တာများတယ်ပေါ့နော်အဲ့လိုမျိုးကြိုးလောက်ထားနိုင်တယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးပေါ့ဟုတ်ဟို mic on ပြီးမေးလို့ရလားဆိုရပါတယ်ပေါ်လေးတစ်ခုမေးချင်တာမင်္ဂလာပါဗျဟိုလေ CSC တိုက်ရေးအကြောင်းလေးမေးချင်တာ CSC တိုက်ရေးကကြတော့ဟိုအခု deadline က2လပိုင်းလို့တည်ထားတာပေါ့နော်2လပိုင်းလောက်ကုန်လို့တည်ထားတာဆိုတော့CSC တိုက်ရေးမှာ submitted လုပ်လိုက်တာပေါ့ submitted လုပ်လိုက်တော့အခုက deadline မကုန်ခင်မှာ in progress ဖြစ်နေရပါတော့ deadline မကုန်ခင်မှာ in progress ဖြစ်နေတော့ကျွန်တော်ဟို withdraw လုပ်လို့လည်းမရတော့ဘူးပြန်ပြင်မယ်ဆိုလည်းပြင်လို့မရဘူးပေါ့ဥပမာထားပါတော့ဦးစားပေးကျောင်း3ကျောင်းမှာ pre admission letter လိုရဆိုရင် pre admission letter အခုမှကျောင်းတွေကထုတ်ပေးနေကြတော့ပေါ့နော်ရှောက်တဲ့ process ကအခုမှ run နေရဆိုတော့အခု in progress ဖြစ်သွားတော့အကြမ်းများပြင်းတည်ထားတော့တန်ရုံးကိုပဲအကြောင်းကြားပြီးတော့ပဲအကောင့်ဘယ်လိုပြောမလဲ deadline မကျော်သေးတဲ့အတွက်ကြောင့်မို့လို့ဒါကိုဒီကျွန်တော်ရဲ့ application ကိုပြန်ပြီးတော့ withdraw လုပ်လို့ရအောင်လုပ်ပေးပါဖြစ်ဖြစ်အဲ့လိုမျိုးပြောရမှာလားဒါမှမဟုတ်ဘယ်လိုမျိုးပြန်လုပ်လို့ရမလဲအဲ့လေးသိချင်တာ withdraw လုပ်တာတော့ဗာလဲဆိုတော့ဘာကြောင့် withdraw လုပ်ချင်လဲဆိုတဲ့အချက်ပေါ့နော်ဟိုမဖြစ်မနေလောက်ရမယ်ဆိုရင်တော့ဟိုတန်ရုံးကိုဆက်တွယ်ဖို့ပဲလုပ်မှာပေါ့နော်ဆိုတော့ဟို in progress ဆိုတာလဲဒါလည်းကောင်းတဲ့အခြေအနေတစ်ခုပါဘာလို့လဲဆိုတော့ဒါလည်းဟိုတစ်ဆင့်တက်သွားပြီလို့ဆိုလို့ရတာပေါ့နော်ဟိုကိုယ့်ရဲ့ဒီ document တွေကိုတန်ရုံးကကြည့်နေပြီဆိုတဲ့အနေအထားပေါ့အဲ့တော့ဘာကြောင့် withdraw ပြန်လုပ်ချင်တာလည်းမသိဘူးတော့ဆိုတော့ withdraw လုပ်ချင်တာဒီလိုဦးစားပေးကျောင်း3ကျောင်းမှာ pre admission letter ကဦးစားပေး2ကျောင်းရဲ့ pre admission letter ရလို့ထည့်လိုက်ပြီပေါ့နော်ဆိုတော့ဟိုတကယ်ဦးစားပေး1ကျောင်းရဲ့ pre admission letter အခုမှရတာပေါ့ဆိုတဲ့ခါကျတော့အဲ့ဦးစားပေး1ကျောင်းရဲ့ pre admission letter ကိုထည့်ဖို့လိုနေတာပေါ့နော်အဲ့တော့ဟို withdraw ပြန်လုပ်ချင်တာပေါ့ဒါပေမဲ့ withdraw လုပ်တဲ့ tab ကမရှိအောင် in progress ပေါ့လေတန်ရုံးဆက်သွယ်ပြီးပြောရင်တော့ရရဲဆိုတဲ့သဘောပေါ့နော်အဲ့လိုမျိုးလေးလားဟုတ်ကဲ့ရပါတယ်ခင်ဗျဟိုတန်ရုံးဆက်သွယ်မေးဖို့ရင်ကတော့ reply ပြန်ဖို့အတွက်ကတော့ဒါတော့ဖြစ်နိုင်ခြေနေရတာပေါ့နော်ဟိုတန်ရုံးက CSC ကိုင်နဲ့တာဝန်ရှိသူတယောက်ရဲ့ WeChat ဒါမှမဟုတ် phone number ကနေဆက်သွယ်လို့ရပါတယ်ခင်ဗျဟုတ်ကျေးဇူးပါဟုတ်ကဲ့ဟိုတကယ်လို့ဖြစ်တယ် China ကိုပဲ direct email ပို့တာမျိုးဆိုလို့ရှိရင်တော့ပို့ဆင်ပြလိုက်မယ်ခင်ဗျမဟုတ်လို့ရှိရင်တော့ process ကတန်ရုံးကနေမှတစ်ဆင့်ဒီ CSC ကိုပြန်သွားတာမျိုးလည်းဖြစ်တယ်တော့လေဘယ်ပို့ရမလဲကျွန်တော်မကြားလိုက်ဘူးဗျဟုတ်ဒီ CSC website ပေါ့ Campus China website ပေါ့ခင်ဗျဟုတ်ကဲ့website ကိုသွားပြီးတော့ပြန်လာတော့နဲတာပေါ့နော် line ပြန်နေဆိုတော့တော်တော်စောက်ရတာမျိုးကြီးရှိတယ်ဗျအဲ့တော့တိုက်ရိုက်ဖုန်းဆက်လိုက်တာတော့အမြန်ဆုံးပါပဲဗျဟုတ်ဒါဆိုတန်ရုံးကိုပဲဖုန်းဆက်ပြီးတန်ရုံးကကို application ကိုပြန်ချပေးရပြီအဲ့လိုမျိုးလုပ်တယ်ဆိုရင်တော့ရနိုင်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ကျေးဇူးပါဟုတ်အကိုကြောင့် Beijing language National University ဆိုတော့တစ်ချက်ဖြည့်ပြပါဦးလိုက်ဟိုအကိုပြပြအောင်အဲ့ဒါအကိုကျောင်းတော့မဟုတ်ဘူးအကိုက Beijing Foreign Studies University ဟုတ်ကဲ့Beijing Foreign and Culture University ကနေပြီးတော့မှာတဲ့ဗာလဲ CSC လျှောက်ထားမရရင်လည်း University က PS Scholar ဖြစ်ဖို့တဲ့တောင်းတမျိုးရှိလားဆိုတော့မနစ်ကအတွေ့အကြုံရပြောမယ်ဆိုလို့ရှိရင်တော့တို့ကဒီ CSC မရအောင်ဆိုလို့ရှိရင်ဒီ scholarship မျိုးစားတစ်မျိုးရှိတယ်ဒါကိုရှောက်ပါလားပေါ့နော်ဒါတော့ tuition fee ပါတယ်ဘာ fee မပါဘူးဘာညာမပါဘူးဆိုပြီးတော့မှပြန်ပြီးတော့ဆက်သွယ်တာမျိုးရှိတယ်ပေါ့နော်အဲ့ဒါကိုလက်ခံနိုင်တယ်ဆိုလို့ရှိရင်တော့ကိုပြန်လျှောက်ဆရာမလို့ကိုပါနေကိုတို့ပြောတဲ့ဟာကိုကတော့ဘာလက်ခံပါတယ်ဘာလက်မခံပါဘူးလက်ခံပါလက်မခံပါဘူးပြန်ပို့လိုက်လို့ရှိရင်ရပြီပေါ့နော်ဒါတော့ဟုတ် BSc ကနေပြောမှာမိနစ်ကအတွေ့အကြုံရဆိုလို့ရှိရင်တော့အဲ့လိုမျိုးပြောထားတာပေါ့နော်ဟုတ်ပြဒီမှာစာရေးအများကြီးပဲတော့မဖြေရသေးရတယ်ဟုတ်ကဲ့ဟိုက mic ဖွင့်ပြီးတိုက်ရိုက်မေးလို့ရပါတယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဟိုစာရေးအရင်များပါတော့လေမိကုန်းလေးဟုတ်ဆက်လေ admission letter တောင်းတာကြတော့လေဟိုအဲ့အကြောင်းကိုဘောနော် email ပို့ပြီးတောင်းတာအဲ့ဘယ်လိုတွေပြောပြီးတောင်းလို့ရလဲမသိ
ဘာအချက်လက်တွေပေးဖို့လို့လဲ ဟိုဘလို့ admission letter တောင်းလာလဲမသိဘူးညီဟို ဟိုစကောလာချင်းပေါ့နော် CSC တိုက်ပြီပေါ့နော်အဲ့လိုမျိုးရှောက်ရှင်တော့ admission letter တောင်းခြင်းဘလို့ admission letter တော့မဟုတ်ဘူးခင်ဗျဒီဟာက pre admission letter ပေါ်တာပေါ့အကြောင်းဘက်ကကိုယ်အချူလက်ခံတဲ့သဘောမျိုးအဲ့ဒါမျိုးအဲ့လိုတောင်းရတာတော့မဟုတ်ဘူးအကြောင်းရဲ့ website ထဲမှာပဲကိုယ့်ရဲ့ဒီ form information တွေအကုန်လုံးဖြည့်ပြီးသွားလို့ရှိရင်ဒါညီလိုအပ်တဲ့ document တွေအကုန်လုံးသူတို့ requirement အတိုင်းအကုန်တင်ပေးရမယ်တင်ပေးပြီးသွားလို့ရှိရင်သူတို့ကဘက်ကနေပြီးတော့အရင်ဆုံး initial review လုပ်လိုက်မယ် initial review လုပ်တဲ့အချိန်ကသူတို့ဒီ February လကုန်လောက်ဆိုရင်တော့ဒါပုံမှန်ထွက်တယ်ထွက်လို့ရှိရင်အဲ့ထဲမှာသူတို့ accept လုပ်တယ်ဆိုလို့ရှိရင် pre admission letter ထုတ်ပေးတယ်တကယ်လို့ accept မလုပ်ခဲ့ဘူးဆိုလို့ရှိရင်တော့ I state မှာလည်း reject ဖြစ်သွားလိမ့်မယ်ဟုတ်ကျေးဇူးပါပေါ့ဟုတ်ကဲ့ပါဟိုလေးတစ်ခုလေခုနကကိုတန်နေပြောရလေဆိုတော့တချို့အကြောင်းတွေကတော့သူတို့ရဲ့ website မှာဝင်ပြီးတော့ရှောက်ရတာမျိုးရှိဥပမာ Fudan University တို့ဘာလို့ဆိုလို့ရှိရင်တော့ pre admission အတွက်ကသူတို့ရဲ့အကြောင်း website တွေကိုဝင်ပြီးတော့ရှောက်ရတာပေါ့နော်ဒါပေမဲ့တချို့အကြောင်းတွေကကြာ website တွေဝင်မရှောက်ဖဲနဲ့ဒါလိုက်ဒီ email ပို့ပြီးတော့တောင်းလို့ရတယ်ရှိ email ပို့ပြီးတောင်းတယ်ဆိုတော့သူတို့ရဲ့ international office မှာကemail ကိုလှမ်းပို့ပြီးဥပမာ UIB လို့အကြောင်းမျိုးတို့ BH University လို့အကြောင်းမျိုးဆိုရင် website ကိုဝင်ရှောက်စရာမလိုဘူးဘယ်ဝဲသွားလျှောက်လို့ရလဲဆိုရင်သူတို့ရဲ့ email ကိုပို့ပြီးတော့ဗောနော်ခုနက brother မေးတာဆိုလို့ရှိရင်ကိုယ့်ရဲ့ document တွေပေါ့သူကအဲ့ဒီ email ကိုပို့ပြီးတောင်းလို့ရတယ်ဆိုရင်ဘာ document တွေတွဲရမလဲဆိုတော့အဲ့ဒီအကြောင်းရဲ့ဟာမှာတင်ထားပြီးသားပေါ့ဘာ document တွေလိုလဲဒီ email ကိုပို့ပါemail ရဲ့ subject မှာဘယ်စာရေးပါပေါ့ဆိုတော့အဲ့လိုမျိုးအကြောင်း website ထဲပါမယ်ဝင်ကြည့်ပြီးတော့ email ပို့ပြီးတော့ရှောက်ရင်လည်းခုနကတော့ကိုတန်နေပြောသူ process ကတော့ run တာပေါ့နော်ဆိုတော့ website တွေတချို့အကြောင်းတွေ website တွေဝင်ရှောက်ရတယ်တချို့အကြောင်းတွေကကြတော့ဟိုဘယ်အကြောင်းမှာရှောက်တာလဲဆိုတော့မူတည်ရကျေးဇူးပါဟုတ်ကဲ့ဒါပေမဲ့တချို့အကြောင်းတွေကကြတော့လေသူကဘယ်လိုမျိုးလဲဆိုတော့ website ထဲမှာလဲ form တင်ရတယ်တင်ပြီးသွားလို့ရှိရင်သူတို့သတ်မှတ်ထားတဲ့ဒီ application form တစ်ခုရှိတာပေါ့အဲ့ form ကို download ဆိုရင်ကိုယ့် information တွေအကုန်လုံးဖြည့်ပြီးသွားလို့ရှိရင်သူတို့ download တဲ့ document တွေအကုန်လုံးပြီးဝင်ပဲကောင်းစင်နဲ့တက်ပြီးပဲ email address ကိုပို့ပေးပါဆိုတဲ့ဟာမျိုးတော့ရှိတာပေါ့အဲ့လိုအခုပြောအဲ့ process တင်တယ်ဟုတ်ကျွန်တော်မေးချင်တာတစ်ခုရှိပြီဟုတ်ကဲ့ဟုတ်ကိုတန်ရောတက်ခါတက်မင်းရအခုကဟိုNUNFT ရလားမသိဘူးဟုတ်ကဲ့ခင်ဗျကျွန်တော်ကဒီဘက်ကဟို NGPI ရဗျနန်ဂျင်း Polytechnic Institute ဟုတ်ကဲ့ခင်ဗျအမှကျွန်တော်ကနောက်နေ့ကိုတို့เจ้าကိုကျွန်တော် FIBA နဲ့ business ပိုင်းနဲ့ဆိုင်တဲ့ major တစ်ခုနဲ့ပြောင်းနေတာပေါ့ဒီဘက်မှာကျွန်တော်ဒီနေ့က1 year program Chinese တက်နေတာဆိုတော့နောက်နေ့ကိုဒီဘက်က6လပိုင်းမှာပြီးမှာဆိုတော့ကိုတို့ဘက်ကဘယ်ဘက်တွေကိုခေါ်တာလဲမသိဘူးဟိုကအခုကညီ language တက်နေရလားမသိဘူးတစ်နှစ်တက်နေရဆိုတော့ဟုတ်တယ်ဗျကျွန်တော် language တက်နေတာlook at လို့လည်းပြီးမှထင်တယ်ဟုတ်ဟိုကtransfer မဟုတ်ဘူးเนาะလုံးဝဟို language data နဲ့1 year တက်နေတာပေါ့ဟုတ်တယ်ဗျ language data ဒီကတော့ဒီမနေ့ကတော့ဒီ newest freshman group ဟိုဆိုလို့ရှိရင် scholarship ဆိုလို့ရှိရင်တော့မေ15ထိရတယ်ခင်ဗျဒါပေမဲ့အကြောင်းဘက်ကနေပြီးတော့ကိုယ့်ဘက်ကဒီအကြောင်းမပြီးသေးခင် recommendation letter တခုပေါ့ဒီကနေပြီးတော့ဒီချိန်တွင်းတက်နေရဆိုတာမျိုးထုတ်ပြီးတော့ရှောက်မယ်ဆိုရင်တော့ရတယ်ခင်ဗျ recommendation letter တက်ပြီးကျန်ကျွန်တော်တကယ်လို့ကြာဒီဘက်က6လပိုင်းမှာပြီးသွားပြီကျွန်တော်ဂျားထဲမှာတနေ့ကြီးဒီတိုင်းစောင့်နေရတာမျိုးဖြစ်ချင်လို့လေရောရှေ့မှာတည်းကကြိုပြီးရှောက်မှရမှာပေါ့ရှေ့မှာကြိုပြီးရှောက်တယ်ဆိုတဲ့အချိန်ကနည်းနည်းဟိုပါပေါ့ဒီ April May လောက်ထဲတော့နောက်ဆုံးထားပြီး May တော့မှလောက်ကြတယ်ပြောပြရတယ် April လောက်ထဲရှောက်ထားတာတော့အကောင်းဆုံးဖြစ်လိမ့်မယ်ဒါပေမဲ့ကိုကမပြီးသေးဘူးဆိုလို့ရှိရင်အကြောင်းဘက်ကအရင်တက်နေတဲ့အကြောင်းဘက်ကနေပြီးတော့ကိုတက်နေတဲ့အထောက်အထားတစ်ခုနဲ့တွဲလျှောက်ပေါ့အဲ့လိုမှပဲရမှာပေါ့ဒီတိုင်းဆိုလို့ရှိရင်တော့မဟုတ်တစ်နှစ်ပြန်ဆောင်ရတာဖြစ်သွားလိမ့်မယ်ဟုတ်ဒါပေမဲ့ပြီးတော့နောက်တစ်ခုအရှိဟိုပြဿနာရှိတယ်ကိုလိုကြောင်းညာ ASK ဘယ်လောက်ကနေနေပုံတက်ခေါ်bachelor ဆိုလို့ရှိရင်တော့ ASK 4ခင်ဗျဟုတ်လူကကိုလည်းချက်တော့မေးအောင်မေးဟုတ်ကဲ့ခင်ဗျဟုတ်ကျေးဇူးပါဟုတ်ကဲ့မေးထားရနော် GED ဖြည့်ပြီးတော့ scholarship ရှောက်လို့ရလားဆိုတော့ SAT နဲ့တွဲလျှောက်တင်လားဆိုတော့ SAT တွဲလျှောက်လို့ရတယ်ဆိုလို့ရှိရင်တော့တွဲတင်မယ်တွင်လို့ရတယ်ဆိုလို့ရှိရင်တွဲတင်ပေါ့နော်ကိုယ့်ဘက်ကနေပြည်စုံတာအကောင်းဆုံးပေါ့ဟုတ်ဒါကတော့အကြောင်းပေါ်မူတည်တယ်ပေါ့နော်ပို့ပြီးတော့များများတင်နိုင်တယ်ဆိုလို့ရှိရင်တော့ပိုကောင်းတာပေါ့ဟုတ်တရုတ်မှာဟိုတချို့ကျောင်းတွေကတော့ GED ကိုဒီ university ကို direct pay join တာမျိုးရှိတယ်ပေါ့ဒါပေမဲ့တချို့ကျောင်းတွေဒီအဓိကတော့ဒီဂျူပါဦးအောက်ကကျောင်းမျိုးပေါ့ဒီ
ဒီ ranking မြင့်တဲ့အကြောင်းတွေကြတော့ GED ကိုတစ်ခါတည်းမပေးတာမျိုးတွေရှိတယ်ခင်ဗျတချို့အကြောင်းကြတော့ University Foundation တစ်နှစ်ပြီးတော့မှ join ခိုင်းတာမျိုးဒါပေမဲ့တကူက SAT ရှိရဆိုလို့ရှိရင်တော့ SAT နဲ့ဆိုလို့ရှိရင်တော့ foundation မလို့တော့ဘူးခင်ဗျအဓိကတော့ဒီ GED နဲ့ဒီ IGCSE ဆိုလို့ရှိရင် O level ပေါ့အဲ O level နှစ်ခုကိုဒီ ranking မြင့်တဲ့တချို့အကြောင်းတွေမှာ direct လက်မခံဘူးဒါပေမဲ့တချို့အကြောင်းကြတော့လည်းလက်ခံတယ်ပုံမှန်တော့ဒီ80%ရာခိုင်နှုန်း60%ရာခိုင်နှုန်းလောက်ကတော့လက်ခံတယ်အကြောင်းမှာတေုံမှာ SAT ရှိတယ်တော့ဘယ်ကြောင့်မဆိုတက်လို့ရတယ်ဗျ foundation မပါဘူးဟုတ်ကဲ့ကိုပြည့်ဖြိုးဖြည့်ပေးပါအောင်ဗျ2020 ကိုစားတဲ့စာနေတော့အကိုအပေါ်ဟိုက်တခုချင်းဖြည့်ပေးလိုက်တော့မယ်နော်ဘာလို့ဆိုတော့မဖြည့်ပြီးတော့လည်းမကောင်းလေနော်အကုန်လုံးကြော်ပြီးတော့ဖြည့်လို့လည်းမကောင်းရှစ်တန်းကိုရမ်းမက်ဆင်းကထုတ်ရခက်လို့တဲ့အကြောင်း website မှာလို့လည်းပြောထားပြီးမတင် scholarship ရဖို့လိုအချက်လည်းလိုအပ်နေရဆိုလို့ရှိရင် scholarship အဆင့်ကိုမဟုတ်ဘူးဒီ file ကကို submit လုပ်လို့မရဘူးပေါ့နော် submit လုပ်လို့ရမှာမဟုတ်ဘူးဒီလိုမှကိုကတခြားချက်လက်ကြီးရောပြီးတင်ပြလိုက်မယ်ဆိုလို့ရှိရင်တေးကြတယ် scholarship ရဖို့မဖြစ်နိုင်ဘူးပေါ့နော်သူကရှစ်တန်းကိုရမ်း10တဲ့လူတွေပြထားတယ်ဆိုလို့ရှစ်တန်းကိုရမ်း10တဲ့အမှတ်စင်းတွေအကုန်လုံးတင်ပြဖို့လိုအပ်ပါတယ်ပေါ့နော်တခုမှကြာလို့မရပါဘူးချက်လက်အကုန်လုံးတင်ပြရပါတယ်ဒါကတော့ခုနကပြောပြီးပြီပေါ့နော် language program ပြီးပြီဆိုရင်ကျတော့ကိုကတဲ့စီးပွားရေးတနေ့ခွဲတော့တက်ပြီးတရုတ်ဘက်မှာတခြားမကြောက်ရှောက်မလို့တဲ့ရှောက်မယ်ဆိုရင်ねသူတို့ပြောနိုင်လားဘာပြောချင်တာလဲမသိဘူးပေါ့နော်တကယ်လို့မှကိုကတခြားနိုင်ငံမှာပြည်နိုင်ငံမှာပြည်ဒုတိယနှစ်တတိယနှစ်တက်ပြီးသားပေါ့နော်တခြားတရုတ်နိုင်ငံမှာပြန်လိုက်တက်မယ်ဆိုလို့ရှိရင်တော့တခြား major ပဲပြည်ဒီစီးပွားရေး major ကိုပဲပြန်တက်မယ်ဆိုလို့ရှိရင်တော့ပထမနှစ်ကပဲပြန်တက်ရမှာပါပေါ့နော်transfer အနေနဲ့ကကြတော့ဘယ်လိုပြောမလဲ exchange ကျောင်းတွေကလွဲလို့ကိုကနေကိုတီးတက် transfer လုပ်မယ်ဆိုလို့ရှိရင် bachelor ဒီလက် transfer လက်မခံပါဘူးပေါ့နော် master PhD လက်တူပါပဲ transfer လက်မခံတာများတယ် transfer နေလည်းမဖြစ်နိုင်ဘူးအစောကိုအစနေပြန်တက်နိုင်တယ်အချိန်ပြန်ပေးနိုင်တယ်ဆိုလို့ရှိရင်တော့တက်လို့ရပါတယ်ဟုတ်language program နဲ့ရှောက်ချင်တာပါ30ကျော်ပွဲရပဲအဲ့ဒါခုနဖြည့်ပြီးသွားရင်နော်scholarship interview ကလည်းအဲ့ဒါလေးဖြည့်ပြီးသွားရင်နော်ရှိသေးလားဟုတ်လားပြောလိုက်တာတော့ကတယောက်ဒီMBBS ကမနစ်ကတော့ဟုတ်တယ် UNN တက္ကသိုလ်မှာခေါ်သွားတဲ့ဟာကဒီလျှောက်တဲ့အချိန်မှာပဲတခါတည်းခေါ်သွားတယ်ခင်ဗျ first year ကနေစပြီးတော့ဒီ stipend 800နဲ့ခေါ်သွားတယ်Chinese language major ကတဲ့ Chinese language teaching နဲ့ Sintula တဲ့Sintula ဆိုတော့မတူဘူးပေါ့နော် teaching ဒီဒါဆရာဖြစ်ဖို့အတွက်လမ်းကြောင်းသွားတယ် Chinese language major ဒီ language ကို analyze လုပ်တယ်ဆိုတော့ဒါလုံးဝကိုမတူညီတဲ့နှစ်ခု direction ပေါ့နော်ဟုတ်အဲ့နှစ်ခုတော့ပြပြတယ်ဒါ teaching ဘိုင်းနဲ့ပတ်သက်မယ်ဆိုလို့ရှိရင်တော့တရားဆရာဖြစ်တဲ့အတွက်ဆရာသိသိတိုက်တဲ့ direction ဘိုင်းတွေပေါ့နော် knowledge ဘိုင်းတွေကိုသင်ပေးတာများတယ်ပေါ့နော် language ကတော့ဒါတော့ဒီ Chinese culture နဲ့ပတ်သက်တဲ့ history နဲ့ပတ်သက်တဲ့ဟာတွေပို့ပြီးတော့အခြေတဝင်းပြန်ပြီးသင်ရတာမျိုးပေါ့နော်ရှိရပေါ့နော်နှစ်ခုကဘာကွာလဲဆိုတော့သူတို့ရဲ့ direction သင်ရတဲ့ဒီနေရုံလေးပေါ့နော်ဒီအကြောင်းအရာတွေ꿰ပြနိုင်တယ်ပေါ့နော်ဟုတ် language 1 year program ကလည်း scholarship ပေးလာတဲ့ပေးပါတယ်တချို့ကြောင့်နေပေးရဒါပေမဲ့အများသောအားဖြင့်ကကြတော့ Confucius Institute ကနေပြီးတော့မှထောက်ခံပြီးတော့မှတွားတဲ့ဟာမျိုးတွေပေါ့နော် Confucius scholarship နဲ့ဆိုလို့ရှိရင်တော့ရဖို့သိကြတယ်ပေါ့နော်ဒါမျိုးတွေတော့ရှိတယ်ဒါမှမဟုတ်ဆိုလို့တချို့ကြောင့်နေမှာလည်းကိုယ်ကနေဝင်ပြီးတော့ရှောက်ကြည့်လို့ရတယ်ပေါ့နော်သူတို့ခေါ်ထားတာရှိပါတယ် semester တစ်ခုတစ်ဖြတ်တွေပေါ့နော် semester တစ်ဖြတ်တော့လားတစ်နှစ်တော့လားကောင်းUSCSC ဒါမှမဟုတ်ရှင်ဒါဒီ CIS scholarship ပုံစံမျိုးတွေနဲ့ခေါ်ထားတာမျိုးတွေရှိတယ်ပေါ့နော်ဟုတ်ပေးထားတာတော့ရှိတယ်ကိုရှောက်နိုင်တယ်ဆိုလို့ရှိရင်တော့ရှောက်လို့ရပါတယ်ကိုမေးစရာလေးရှိလို့ရှင်ဟုတ်ကဲ့ဟာလေ bank statement နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးတင်ပြီးbank statement တင်တော့မယ်ဆိုလို့ရှိရင်တခါတည်းလေသူတို့ form ကတခါတည်းဖြည့်ပြီးတော့တင်ပေးရမှာလားပြီးမှသူတို့ကျောင်းကနေမှဒီ form ကိုဖြည့်ပေးပါဆိုမှအဲ့လိုကျွန်မပေးရမှာလားတခါတည်းတွဲပြီးတင်ပေးရမှာဟို bank statement ကိုပြောရလားဒါမှမဟုတ်လို့ရှိရင်ကျောင်းကိုတွဲတဲ့ application fee ကိုပြောရလားခင်ဗျ bank statement အဲ့လိုမျိုး financial support တင်တဲ့အခါကျရင်လေ financial support ကညီမကျောင်းလျှောက်မဲ့အချိန်မှာတခါတည်းဟိုဘဏ်ထဲကိုသွားပြီးတော့ဒီမြန်မာငွေနဲ့သူကတော့ရွမ်နဲ့ပြခိုင်းတယ်ဒါပေမဲ့အခုကတော့ဒီ exchange rate တွေပိုင်းနဲ့ဆိုတော့မြန်မာငွေ350လောက်ကို KBZ ပဲဖြစ်ဖြစ်ဘဏ်တစ်ခုမှညီမအခုထည့်ပြီးတာနဲ့ bank statement ကိုထုတ်ပြီးရတယ်အဲ့% ပြန်ထုတ်လိုက်ရတယ်နော်ပြီးရင်အဲ့စာတွေပြင်ယူလာတယ်ဟုတ်ပြီးရင်တခါတည်းတန်းပြီးတော့ဒီကို form submit မလုပ်ခင်မှာအဲ့ file ကို upload လုပ်ပြီးတော့submit လုပ်ရမယ်ခင်ဗျမဟုတ်အခုညီမပြောရလေသူတို့ဟိုဗာလဲ statement
statement ဖြည့်ခိုင်းတဲ့ form ရှိရလေ international students တွေအတွက်ဆိုပြီးတော့အဲ့ဟာကိုပြောတာ အဲ့ဒါတော့ပေါ့ အော်အဲ့လိုသိချင်တာ အဲ့ဒါကညီမပါဟိုတွဲတင်ပေးရမှာညီမတွဲတင်အကိုသိရသလောက်ဆိုလို့ရှိရင်တွဲတင်ပေးရတယ်ပြီးပြီဆိုလို့ရှိရင်တခါတည်းဒီ bank ရဲ့ statement ကိုရဲ့ amount ကိုပါတခါတည်းနှစ်ခုလုံးကိုတခါတည်းတွဲပြီးတော့တင်ပေးရတယ်ညီမတခါတည်းတင်တဲ့အခါမှာအကုန်လုံးတွဲပြီးတင်ပေးရမှာတခါတည်းဖြည့်ပြီးတော့မှတင်ပေးရမှာပေါ့နော်လို့ပြော အော်ဟုတ်မညီမကကြတော့လေအခု bank statement စာရွက်က scan copy တစ်ခုပြီးရင် supporter ရဲ့ passport scan copy တစ်ခုအဲ့ဒါ file တစ်ခုလုပ်ပြီးတော့ Google မှာတစ်ခုရှိရလေ statement of ဘာလဲ financial အဲ့လိုမျိုးဟာကို form ရှိရကိုရဲ့အဟာကိုသုံးခုစလုံးအဲ့လိုတူတူတွဲပြီးတင်ရမှာလားမဟုတ်ဘူးကျောင်းကနေမှဒီ statement လေးဒီဟာဒီ form လေးကိုဖြည့်ပေးပါဆိုမှအဲ့လိုမျိုးလုပ်ရမှာလားအဲ့လိုသိချင်တာ ညီမ statement ရဲ့လိုအပ်ချက်ကပေါ့နော်တချို့ကျောင်းတွေကသူ form တစ်ခါလေးကြိုချထားပြီးသားပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင် तू ချထားတဲ့ form မှာရေးပြီးတင်လာတယ်ပဲသူ့ဘက်ကမှ form ချမပေးထားဘူးဒါပေမဲ့ तू ကတော့ financial statement ဟာတောင်းထားတယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ကိုယ့်ဘက်ကနေ ban အခြေအနေကိုတင်ပြီးတင်လိုက်လို့ရှိရင်ရပြီမှာကိစ္စမရှိဘူးဟုတ်အော်ဟုတ်ကျေးဇူးပါကူဟုတ်ကဲ့ပါရှင် ပါရှိအောင်လည်းမသိဘူးနော် ဒီတည့်ညီလေးပါလဲ entrance exam 2025စာပြီး entrance exam စစ်မယ်ဆိုတာအဲ့ဒီက entrance ကလေ2025လည်းမဟုတ်ဘူးဟိုအရင်ကရှိတယ်အကြောင်းဟိုပါပေါ့နော်အရင်တော့ကတော့အကြောင်းတော်တချို့ကျောင်းတွေခေါ် entrance ပြရတယ်ကျောင်းတွေ entrance ဖြေခိုင်းပေါ့နော်ကျွန်တော်နှစ်ဆိုလို့ရှိရင်ကိုပဲကျွန်တော်ကျောင်းဒီ entrance ဖြေကြမလို့တချို့တော့တခြားကျောင်းတွေကလို့ရှိရင်ဥပမာကြီးဒီ China Three Gorget University လို့ကျောင်းတွေဆိုလို့ရှိရင် entrance interview ဖြေရတယ်ပေါ့နော်ဒါမျိုးတွေပေါ့နော်ရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာကျတော့ scholarship လည်းနေသွားဆို entrance exam တွေပဲကျောင်းတိုင်းဒီပါဖြေလာတာများပြီပေါ့နော်များတယ်ပေါ့နော်ဒါကတော့အဓိကတော့ကျောင်းများစုဖြေရတယ်ပေါ့နော်ဖြေအဲကြောင့်မလို့ခုနောက်ပိုင်းမှာရှောက်မယ်ဆိုလို့ရှိရင်တော့ဖြေရဖို့များတယ်ပေါ့နော်ပြီးတော့ CSC စာမွေးဖြေရင်ဘယ်လိုဖြေရလဲဆိုတော့မိရတာတွေတခုတွေလို့ CSC အတွက်စာမွေးဖြေရင်ဘယ်လိုဖြေရလဲဆိုတော့သူတို့ဘက်ကနေပြီးတော့ email နဲ့ဒီ software download ရမယ်ပြီးတော့အရင် guide လေးတစ်ခုပါတယ်ပေါ့အဲ့ guide လေးမှာကသူတို့ရေးထားပြီး requirement အကုန်လုံးအဓိကတော့ဘယ်လိုလဲဆိုတော့ laptop မှာ webcam ဖွင့်နေရမယ်အဲ့ webcam ကနေပြီးတော့ကိုယ်ကိုမြင်ရမယ်ပြီးသွားလို့ရှိရင်ဒီဖုန်းတစ်လုံး stand တစ်ခုနဲ့ကိုထိုင်နေတဲ့စပွဲရောဒီလူတစ်ယောက်လုံးမြင်ရတဲ့ဟာမျိုးနဲ့ထောင်ပြတာအဲ့လိုပုံစံမျိုးခင်ဗျအရင်တော့ ASK test ဒီ home base ဖြည့်တဲ့ပုံစံမျိုးပဲခင်ဗျကိုအိမ်မှာကိုဖြည့်ရတာမျိုးဖြည့်ရတဲ့ပုံစံအဲ့တော့အဲ့မှာသူတို့ပေးတဲ့ user name နဲ့ account နဲ့ကိုက login ဝင်ပြရတယ် iSoftware မှာဒီမှာညီလေးမေးထားရှိရယ် meeting ပြီးရင်ပေါ့နော်ဒီ information တွေအတွက် update ဆွေးနွေးခြင်းလို့ပေါ့နော် WeChat group လုပ်လို့ရနိုင်မလားတဲ့အဲ့တော့ group admin ကိုမေးပေါ့နော်WeChat မှာတော့ကျွန်တော်တို့ group လုပ်ပေးထားတာရှိပါတယ်အဲ့ဒါတော့ QR code ကျွန်တော်တို့ပို့ပေးပါမယ်ဗျ page မှာ QR code လာတောင်းလို့ရပါတယ်ခုညီလေး page နာမည်ပြောလိုက် page ကနေ page နာမည်တစ်ချက်ပြောလိုက်ပြီးပြီဆိုလို့ရှိရင် page ကိုသွားပြီးတော့မေးလိုက်နော်သူတို့ page ကနေပြီးတော့မှ WeChat QR code ပို့ပေးလိုက်အဲ့မှာပေါ့လို့ဆွေးနွေးလို့ရပါတယ်စိုင်းကျွမ်းရဲ့အတွက်တရုတ်စာပဲဖြေရတာလားတဲ့ CSC ကပုံမှန် HSK ပုံစံလား HSK ပုံစံမျိုးတော့မဟုတ်ပါဘူးသူကတော့ writing mind test စစ်တာပေါ့နော်ရှိမယ်ပြီးဆိုလို့ရှိရင်ဒါတော့ကိုယ်ကနေကို grammar ပိုင်းပုံစံမျိုးအဓိကတော့အရေးစစ်မယ်ပေါ့နော်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့နေ့ကတော့မဖြေရဘူးကျွန်တော်တို့နောက်ပိုင်းဒါ junior လေးတွေတော့ဖြေရတယ်ပေါ့နော်အဲ့ဆိုတိတ်ပြီးတော့မသေးချောင်းသူတို့ဘာကြီးစစ်လဲဆိုတော့ပေါ့နော်ဒါပေမဲ့အဓိကတော့ Chinese HSK ပုံစံမျိုးတော့မဟုတ်ပေမဲ့speaking reading no writing no အဲ့ဒါတွေအကုန်လုံးတော့ပါတယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးတော့ short ပြရတာများတယ်ဟုတ်တင်ဖြည့်ပြရများတယ် master program ကို English တော့ရွေးပြီးမယ်တဲ့ master ကို 1 year language ပေါ့နော် 2 year major program ဆိုတာတဲ့ Chinese language 1တစ်နှစ်ကိုတို့တက်ကိုတက်ရတာလားတဲ့အဲ့ဒါတော့အကြောင်းကတကယ်လို့မှကိုယ့်ဘက်က Chinese တော့နဲ့ရွေးချတယ်ပြီးတော့ကိုယ့်ဘက်ကလည်း Chinese တရုတ်စာအရေး level အရေးချင်းမပြည့်ဝဘူးဆိုလို့ရှိရင်တော့တက်ရမှာပေါ့နော်သူတို့ဘက်ကလည်းပြီးတက်ခိုင်းနေဆိုလို့ရှိရင်တော့တက်ရမှာပေါ့နော်ဟုတ်အဓိကကတော့သူတို့ဘက်ကတက်ခိုင်းနေ language တစ်နှစ်ပါဟာရွေးချယ်မယ်ဆိုလို့ရှိရင်တော့တက်ရမယ်ပေါ့တကယ်လို့မှကိုက HSK သူတို့ HSK 4တောင်းထားတယ် coach မှာ HSK 4 HSK 5ရှိရဆိုလို့ရှိရင်တော့တက်စရာမလိုဘူးပေါ့နော်ဒါပေမဲ့ညာတော့အဖြစ်ကတော့ master ဆိုလို့ရှိရင်ဘယ်လိုပြောမလဲညီလေးဟိုဟာပို့ပြီးတော့ကျွမ်းကျင်မယ်ဖြည့်ပြလိုက်ပါအောင်ဟုတ်ကဲ့ဟိုပါဘောနော်ဒီ1+
3 program ဖြစ်သွားမှာပေါ့အဲ့ဒါ4နှစ်ဖြစ်သွားမှာပေါ့နော်အဲ့တော့အဲ့လိုတက်နေကြတဲ့ဟိုမိတ်ဆွေတွေအတီးလည်းရှိရပေါ့နော်အဲ့တော့ဟို1 year ကို Chinese language တက်ပြီးတော့နောက်ထပ်3နှစ်ကိုဒီ major program တက်ရတာပေါ့နော်အဲ့တော့1 year Chinese language program ပြီးလို့ရှိရင်တက်မဲ့3နှစ်မှာဆိုလို့ရှိရင်3နှစ်ရဲ့ပထမတစ်နှစ်မှာဒါကတော့ master program စမှာလို့ပြောလို့ရတော့ရှိရတော့ language program အဲ့ master program စလို့ရှိရင်ပထမနှစ်မှာတော့ဒီအတန်းတွေတက်ရမယ်ပေါ့နော်ဒီအတန်းတွေတက်ရမယ်ပြီးတော့အတန်းတွေကို credit ပြည့်အောင်တက်ပြီးပါလို့ရှိရင်နောက်နေ့ကနေစပြီးတော့ဒီစာရေးရမယ်ဟုတ်ကဲ့ကျွန်တော်နည်းနည်းလေးဖြည့်ပြီးပြောလိုက်မယ်ခင်ဗျနည်းနည်းလေးဖြည့်ပြီးပြောလိုက်မယ်ဆိုတော့သူကဒီ English Docs နဲ့ရှောက်ထားတယ်ဆိုတော့ English Docs နဲ့ရှောက်ထားလို့ရှိရင်ကဒီတရုတ်မှာတော့ regulation တစ်ခုရှိတာပေါ့ဒီကိုက bachelor တက်တယ် English Docs နဲ့ဆိုလို့ရှိရင်ပွဲရတဲ့အချိန်မှာ ASK4 အောင်ရမယ်ကိုက bachelor တက်တယ်ဒီ Chinese Docs နဲ့တက်တယ်ဆိုလို့ရှိရင်ဒီပွဲရတဲ့အချိန်မှာ ASK5 အောင်ရမယ်ခင်ဗျတကယ်လို့ကိုက English Docs နဲ့တက်ပြီးတော့ဒီ master ကိုတက်တယ်ဆိုလို့ရှိရင်ပွဲရတဲ့အချိန်မှာ ASK3 ရှိရမယ်အဲ့တော့ကျောင်းပေါ်မူတည်ပြီးတော့ regulation တွေကွာသွားတယ်တချို့ကျောင်းမှာကိုကဒီ MBA တက်တယ် MBA ဆိုလို့ရှိရင်တကယ်တော့2နှစ်ခွဲပဲရှိတာတရုတ်မှာ3နှစ်မဟုတ်ဘူးအဲ့ဒီအချိန်မှာဒီရှေ့က6လကိုဘာလုပ်လိုက်လဲဆိုတော့ ASK3 ပေးလိုက်တာများတယ်ပြီးတော့လို့ရှိရင် minor တန်းလောက်ပဲရှိတယ်ကျန်တဲ့ဟာတွေကတိတ်ပြီးတော့မပါတော့ဘူးခင်ဗျဟိုတချို့ကြတော့ဒီ2နှစ်ခွဲလုံးကို major ရောတောင်း major ရောပြီးသွားလို့ရှိရင် ASK တန်းကိုမျှပြီးပြီးတာမျိုးပဲရှိတယ်ဟို English Docs လို့ပြောရတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်ဖြည့်ပြီးပြောလိုက်တာပေါ့ဒါပေမဲ့ master ကတော့ဒီ ASK3 ပဲပြီးရမှာခင်ဗျ ASK4 5လို့ခင်ဗျ English Docs ဆိုလို့ရှိရင်ဒါပေမဲ့ကိုပွဲရတဲ့အချိန်မှာတော့ ASK3 ကကိုကစာဝတ်ဖြည့်ပြီးတော့ ASK3 လက်မှတ်ရှိလို့ရှိရမယ်ပြီးတော့ဟို banking mind နဲ့ပတ်သက်ပြီးတော့ဒီတရုတ်မြန်မာတရုတ်ကိုဆွဲကျင်တဲ့ကိစ္စအဲ့ဒါတော့ page မှာပဲတစ်ချက်မေးကြည့်ပေးပါခင်ဗျပြီးသွားလို့ရှိရင်လေအဲ့လိုမျိုးတည်တဲ့ service တော့မဟုတ်ပဲမဲ့ပုံမှန်ကျောင်းသားတွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘက်ကနေပြီးတော့ဟိုကူညီဆောင်ရွက်ပေးတဲ့ဟာမျိုးတော့ရှိတယ်ခင်ဗျ TFC type A bilateral master program တက်ပါတယ်အစိုးရဝန်ထမ်းအနေနဲ့ရှောက်မှာပါတယ် pre-admission မရဖြစ်နေလို့ဟုတ်ကဲ့ pre-admission မရတာနဲ့ပတ်သက်ပြီး copy တစ်ချက်ပြောပေးပါဦးဗျ type A ရနိုင်ရရှိလားတဲ့ diajarin sama Pak Tua. Kanan kiri kanan. ဟို mic ပိတ်ထားတယ် mic ပိတ်ထားတယ် sorry နေသူကဘာပြောချင်တာလဲဒီ pre-admission နေမရလို့အဲ့လိုပြောချင်တာလား pre-admission type A မှာ pre-admission မရဘူးလေအဲ့ဒါ chance လေးတည်ကျင်တာဖြစ်ပုံရပါတယ်သူရေးထားတယ် อ๋อအဲ့ဒါကတော့အဲ့ဒါဘယ်လိုပြောမလဲတကယ်လို့ကျောင်းဘက်ကမှလိုအပ်တယ်မလိုအပ်ဘူးပြောရဲဆိုလို့ရှိရင်တော့ဒါတော့ကန်ဘော်လဲမူတည်သွားတာပေါ့နော်ဘာလို့ဆိုတန် CFC တိုက်ဒီတန်ရုံးတွေစင်သွားတာပေါ့နော်တန်ရုံးရဲ့တန်ရုံးကနေပြီးတော့ဆုံးဖြတ်တာဆိုတော့တန်ရုံးအစင် pass ဖြစ်သွားတယ်ဆိုလို့ရှိရင်တော့ရနိုင်ခြင်းများတယ်ဟိုဘက်ကကျောင်းကလည်းမလိုအပ်ဘူးပြောတာဆိုလို့ရှိရင်ရနိုင်ခြင်းများတယ်ဒါကလည်းမလို့ကျောင်းကနေပြီးတော့မှလိုကျောင်းကိုတစ်ချက်မေးကြည့်ပါတော့ငါကတော့ pre-admission မရဘဲတင်လိုက်တာအဆင်ပြေတိုင်းတာတကယ်လို့သူတို့ဘက်ကနေပြီးတော့မှထုတ်ပေးရဆိုလို့ရှိရင်တော့တွဲပြီးတင်တယ်အကောင်းဆုံးပေါ့နော်ဒါတကယ်လို့ကျောင်းဘက်ကနေပြီးတော့များသောအဖြစ်ကတော့ဒီ CSC တိုက်ဒီ pre-admission ရတယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှရာခိုင်နှုန်းများတယ်ပေါ့နော်မရရင်တော့ဒါတော့လေကျောင်းက3ကျောင်းရှောက်ရတာဆိုတော့ကြတော့တစ်ကျောင်းမရရင်လည်း2ကျောင်းရှိသေးတာပဲလीနော်အဲ့လိုကန်တရားတော့ရှိသေးတာပေါ့ဟုတ်တကယ်လို့မရဘူးဆိုလို့ရှိရင်တော့လေကန်ရပဲကြည့်ရမှာပေါ့ဘာလို့ဆိုတော့ရှိုးကျောင်းနေကြလို့ရှိရင်လည်းထုတ်ပေးတာရှိတယ်။များသောအားဖြင့်ကတော့ pre-admission နဲ့ပတ်သက်ပြီးတော့မှတောင်းတယ်ဆိုလို့ရှိရင်ကျောင်းအများစုကထုတ်ပေးတယ်။ဒါမှမဟုတ်ရှင်တို့ဒါ interview တော့၎င်းပေါ့နော်။အဲ့လိုမျိုးစစ်တယ်ပေါ့နော်။ CV ဆိုလို့ရှိရင်ကိုယ့်ရဲ့အချင်း pass ဖြစ်တယ်ဒါမှမဟုတ်ကိုယ့် professor နဲ့တိုက်ရိုက်ဆက်သွယ်လို့ရသွားတယ်ဆိုလို့ရှိရင်တော့ pre-admission မျိုးတွေလည်းထုတ်ပေးရတယ်ရှိရပေါ့နော်။မရတာကကြတော့ဘာလို့မရလဲ။ကျောင်းကမလို့လို့ပြောလို့မပေးတာလား။ဒါမှမဟုတ်ရှင်ဘာကြောင့်လဲပေါ့နော်။အဲ့တစ်ချက်တော့ရှိတယ်။တက်နိုင်ဆုံးတော့ကျောင်းကိုမေးပြီးတော့ဆက်သွယ်ပြီးတော့မှတောင်းခံတာတော့အကောင်းဆုံးပေါ့နော်ကျောင်းမဲ့ပြန်ပြီးတော့ပြီးကြရတော့အကောင်းဆုံးပေါ့ဟုတ် recommendation letter နဲ့ပတ်သက်ပြီးတော့တဲ့ဘလို့တစ်စိတ်တုံးနေလို့အပ်နေတယ်ကိုတီးတဲ့ဆီယာမစီမှာပဲယူလို့ရလာတယ်အဲ့တော့ကိုတက်နေရဲ့တစ်ချက်ဖြည့်ပေးပါဦးဗျဖြစ်လာတယ်နော်ကျွန်တော်တစ်ချက်ရှာကြည့်လိုက်အောင်ပါကိုက comment ကပဲဟာပြောတယ်ဟော recommendation letter ကတစ်စိတ်တွေမပါဘဲနဲ့တော့မရဘူးဗျ recommendation letter တစ်စောင်မှာအဓိကအချက်လက်ကဘာပါမလဲဆိုတော့ကျောင်းရဲ့ letter ဟဲ့တကယ်လို့ကျောင်း letter ဟဲ့မပါခဲ့ဘူးဆိုလို့ရှိရင်ကျောင်းတစ်စိတ်တုံးပါမယ်ဗျအဲ့နှစ်ခုကတော့တစ်ခုကတော့ချင်းတွေပါအောင်ပါမှာတချို့ကျောင်းဆိုလို့ရှိရင် letter ဟဲ့ပါတာတော့မှတစ်စိတ်တုံးတောင်းလာမျိုးရှိတယ်မဟုတ်လို့ရှိရင်ကိုကရှိတဲ့ကိုကရေးပြီးတော့ဒီတိုင်းလက်မှတ်ထိုးပြီးပို့လိုက်လို့ရှိရင်လည်းကျောင်းတွေက
ဘာမှမသိဘူးလေဒါကိုယ့်ဘက်ကတက်တည်မပါဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားမှာဆိုတော့ကိုယ့်ဘက်ကလုံးဝတေချာအောင်လုပ်မယ်ဆိုလို့ရှိရင် recommendation letter မှာတစ်စိတ်လုံးဝပါဖို့ပါမယ်ဗျပြီးသွားလို့ရှိရင်ဘာပါမလဲဆိုတော့ကိုယ့်ဒီ recommend ပေးတဲ့ professor ဒါမှမဟုတ်လို့ရှိရင် assistant professor အဲ့ဟာရဲ့ email အဲ့ဟာအဓိကပါမယ်ဗျတချို့ကြောင်းလဲဆိုလို့ရှိရင်အဲ့ email တွေကို contact လုပ်တာမျိုးတွေရှိတယ်တကယ်လို့အဲ့ဆရာမတွေရဲ့ဘက်က recommendation တောင်းလာတဲ့ဆရာမတွေဘက်က email reply မပြန်ခဲ့ဘူးဆိုလို့ရှိရင်လည်းဒါ chance ကနေတော့နိုင်တဲ့အတွက်ကြောင့်တကယ်အလုပ်လုပ်ပြီးတုံးနေတဲ့ email မျိုးဖြစ်ဖို့လည်းအရေးကြီးတယ်ဗျ အခု email မဟုတ်ဘဲနဲ့ဖုန်းနံပါတ်ပဲပါရင်မရဘူး ဖုန်းနံပါတ်ပင်ပိုင်ကတိတ်အဆင်မပြေဘူးမြတ်မနေ့ကတော့ဆိုလို့ရှိရင်ဘလောက်ထိလဲဆိုလို့ရှိရင်ဒီကျောင်းဘက်ကနေပြီးတော့ဒီဆရာမဘက်ကို email ပို့တယ်ပို့တဲ့ email မှာကဘယ်လိုပါလဲဆိုတော့သူက username တစ်ခုရယ် website တစ်ခုရယ် link တစ်ခုချပေးတယ်အဲ့ link တွေကိုသူတို့ပေးတဲ့ username password နဲ့ဝင်ပြီးတော့ကျောင်းသား assessment ပြန်လုပ်ခိုင်းတာမျိုးကြီးပါရှိတာဟိုတော့ဖုန်းနဲ့ဆိုလို့ရှိရင် recommend ပေးဖို့အဆင်မပြေတာမျိုးတွေရှိတယ်ခင်ဗျဘာလို့လဲဆိုတော့သူတို့ရဲ့ဒီကျောင်းသားရဲ့ဒီ character ဘယ်လိုရှိတယ် morality ဘယ်လိုရှိတယ် teamwork ဘယ်လိုရှိတယ်အဲ့ဒါမျိုးတွေအကုန်လုံး assessment ပြန်လုပ်ပေးရတာမျိုးတွေတချို့ကျောင်းမှာရှိတယ်လို့ပြော ဟုတ်အဲ့ဆိုတကယ်လို့email account ထည့်မယ်ဆိုရင်လေအခုညီမတို့ရေးထားကြတော့ဒီတိုင်းပဲ typing ရိုက်ထားဆိုတော့ကြတော့လေဒီတိုင်းမပါဘူးကိုရဲ့ Gmail ကမပါဘူးမပါတဲ့ခါကျတော့အောက်ကနေပဲဒီတိုင်းမှင်နဲ့အဲ့လိုမျိုးရေးလိုက်ရင်ရောအဲ့တော့အဆင်ပြေလား အဲ့ဒါတော့နည်းနည်းလေးပြောရခဲ့တယ် ပြီးလို့တော့တိတ်မလောက်ဘူးပေါ့နော်ဒါပေမဲ့အဓိက contact info အဓိကဖြစ်တဲ့ခါကျတော့ပြောခြုံငုံပြီးပြောရမယ်ဆိုရင်တော့လေရအောင်ရနိုင်တယ်ပေါ့နော်ဟုတ်ကဲ့ ဟုတ်ကျေးဇူးပါ ဟုတ်ခုနအကိုတန်းကြီးပြောသွားတဲ့အဲ့ကျွန်တော်တို့ရဲ့ဆရာပေါ့နော် recommendation လဲလုပ်ပေးပြီး email လဲ तू က email ကိုဝင် message ဖြစ်လို့ရှိရင်ကျွန်တော်တို့ကအဲ့ဆရာစီကို email ပို့ထားလားမပို့ထားလားသိနိုင်လား အဲ့ဒါမျိုးကကျောင်းဘက်က email ပို့လားမပို့လားဆိုတာကျောင်းရဲ့ဒီ status ကိုပဲကိုရဲ့ကျွန်တော်တို့က check လုပ်နေလို့ပဲရမယ်သဘောရှိတယ်ဗျ။ဘာလို့လဲဆိုတော့ကိုက CSC လျှောက်တာဆိုလို့ရှိရင်ကကျောင်းဘက်ကနေပြီးတော့ email ပို့ပြီးတော့ကိုယ့်အခြေအနေလမ်းမြေးရမျိုးဆိုလို့ရှိရင်ဒီ processing ကြီးပဲတောက်လျှောက်ဖြစ်နေမှာမျိုးပေါ့ pre-admission stage ကိုရောက်မှာမဟုတ်တကယ်လို့ deadline တွေပါကြီးကလည်းကတ်လာပြီးအဆင်မပြေဘူးဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကဆရာကို contact လုပ်ကြည့်ရဖို့အဆင်ပြေလိမ့်မယ် email တွေပါဝင်စစ်ဖြစ်သေးလားဆိုမနေ့ကတော့ကျွန်တော်တို့ရှိရာကျောင်းသားတယောက်ဆိုလို့ရှိရင်သူကဒီပဲ master လျှောက်တာဒီရှန်ဟိုင်ဘက်မှာအဲ့ဒါကိုရှန်ဟိုင်ဘက်ကနေပြီးတော့ဒီလို email အကြောင်းဘက်ကနေပြီးတော့ email ပို့ပါတယ်ဆိုတဲ့ဟာကိုသူ့ရဲ့ဆရာမကနေပြီးတော့ဆရာမတယောက်တောင်ပို့တာမဟုတ်ဆရာမနှစ်ယောက်လုံးကြီးပို့တာဒီ professor နှစ်ယောက်လုံးကြီးဆရာမနှစ်ယောက်လုံးကသူ့ရှိကိုတားရီဒီလိုတော့ contact လုပ်တယ်ဆရာမတို့ဒီ assessment လုပ်တဲ့ဟာဆရာမတို့လုပ်ပေးလိုက်ဆိုတဲ့အကြောင်းပြန်ပြောပြီးတယ်ဒါပေမဲ့သူတို့ကဒါဟို private university တွေဖြစ်နေတဲ့အတွက်ကြောင့်မလို့လားဒီ email တွေကအများအားသုံးနေတဲ့အကြောင်းဖြစ်နေတယ်ဟိုတကယ်လို့မြန်မာနိုင်ငံဒီ email 343ထားမရှိတဲ့ဒီတက္ကသိုလ်တွေဆိုလို့ရှိရင်တော့ဒါတချို့ကိစ္စတွေကနည်းနည်းလေးပြောရခက်တယ်အဓိကတော့ဟိုပုံမှန်ကျောင်းတွေကတော့ email ပို့ခဲ့တယ်ဒါပေမဲ့အဲ့ရှန်ဟိုင်ဘက်ကကျောင်းတွေဒီအဓိကတော့ SG ကဆိုဒီရှန်ဟိုင် government scholarship ရှောက်မယ်ဆိုလို့ရှိရင်တော့ email ကတော်တော်လေးသတိထားမယ်ထဲမှာပါတယ်ဗျဒီရှန်ဟိုင်ကျန်းချင်း iPad တွေပေါ့ပြီးချင်း iPad တွေပေါ့အဓိက ranking ကောင်းပြီးတော့နည်းနည်း strict ဖြစ်တဲ့ကျောင်းတွေပေါ့ ဒီကတော့ ဆိုတော့ကျောင်းတိုင်းက recommendation ကိုလိုက်ပြီးတော့ check နေတာမျိုးတော့မဟုတ်ဘူးပေါ့ ကျွန်တော်ဆရာကြီးဆိုတော့အတက်ကကြီးနေပြီအခါကျတော့သူတို့က email တွေကိုအများနဲ့စစ်ဖြစ်မှာမဟုတ်ဘူးအဲ့ဒါကြောင့် ဟုတ်ကဲ့ဘယ်ကျောင်းတွေလျှောက်ထားရလဲမသိဘူးနော် ခုက6ခုလုံနေတာဒီဥစ္စာလေးတွေ့လို့ဝင် join တာဘယ်အကြောင်းမယူရသေးဘူး website တွေလည်းပဲနောက်သွားကြည့်ရမှမသိတော့ ဟုတ်ဆိုတော့ကျွန်တော်တို့အဓိကပြောချင်တာဗာလဲဆိုတော့ ranking မြင့်တဲ့ကျောင်းတွေဒီနောက်ပြီးတော့ဟိုအရှိရကျောင်းသားဟိုရှောက်ဘူးတဲ့ကျောင်းသားတွေကိုတစ်ချက်ဆက်တွေ့ကြည့်ပေါ့နော်ဥပမာကျွန်တော်တို့ဆိုလည်းဒီ Facebook မှာလည်း group ရှိနေတာပေါ့အဲ့ကျောင်းကအဲ့လိုလုပ်တာရှိလားပေါ့နော်ကိုကျောင်းနဲ့ဟိုကိုလျှောက်တဲ့ကျောင်းမေးကြည့်ပေါ့အဲ့လိုမေးကြည့်ပြီးတော့အဲ့လို email တွေ double check လုပ်တာမျိုးနောက်ပြီးတော့ဒီ recommendation letter တွေကို double check လုပ်တာမျိုးရှိလားပေါ့နော်အဲ့အလေးထားတွေရှိလားဆိုတာမျိုးမေးကြည့်ပေါ့ဒါပေမဲ့ဟိုကျောင်းအများစုကတော့အဲ့လောက်ထိဟို strict မဖြစ်တာများပါတယ်ဟုတ်အဲ့လိုအဲ့လောက်ထိ strict ဖြစ်တဲ့အကြောင်းမျိုးကလည်းရှားပါတယ်ပေါ့နော်ဟို scholarship program နဲ့ကျောင်းမျိုးစားပေါ်တည်ပြီးတော့ကျောင်းပေါ်ကွာပြီးတော့ပဲstrict ဖြစ်တယ်မဖြစ်ဘူးဆိုတာနည်းနည်းကွာသွားမှာဟုတ်ကိုယ့်ဘက်ကတော့ဟိုပေါ့ဟိုတိတိကျကျစစ်ပေါက်ပြင်ဆင်ထားဖို့တော့လိုတာပေါ့နော်ကျွန်တော်တို့ကအဲ့ဒါလေးကိုသတိထားလို့ရအောင်ပြောတာပါခင်ဗျဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါ language program အတွက်
တိထားတော့ SSK3 အောင်လက်မှတ်ရှိတယ်။ဒါတော့ဘယ်လိုပြော language program ကတော့ self funded program ဆိုတော့ဘာမှတိတ်မလို့ပေါ့နော်ဒါကတော့ CIS ကိုပြောတာဖြစ်ပါလိမ့်မယ်။ CIS ကတော့ SSK3 လောက်ရှိမှရှောက်တာကောင်းတယ်ပေါ့နော် CS ကတော့သူကဘယ်လိုပြောရမလဲဆိုတော့ဒီ1 semester နဲ့1 year နဲ့ဆိုလို့ရှိရင်တော့ ASK3 နဲ့ခေါ်တာပေါ့ဒါပေမဲ့ ASK3 နဲ့ရှောက်လို့ရှိရင်တော့နည်းနည်းလေးတော့chance နေတာပေါ့ ASK4 လောက်နဲ့ရှောက်တာတော့ပိုအဆင်ပြေလိမ့်မယ်ဗျဒီ CNS ရှောက်မယ်ဆိုလို့ရှိရင်တော့3နဲ့မရဘူးမပြောဘူးဒါပေမဲ့အဓိကတော့အကြောင်းရွေးချယ်မှုပေါ်မှာလည်းမူတည်သလိုရှောက်တဲ့သူအများများတဲ့အကြောင်းမျိုးဆိုလို့ရှိရင်တော့နည်းနည်းလေး chance နေသွားလိမ့်မယ်ဘာလို့လဲဆိုတော့1 year မှာလည်းရှောက်တဲ့သူကအများများတယ် ASK4 သမားတွေ5သမားတွေနဲ့တိုင်တိုးလို့ရှိရင်တော့ကိုယ့်ဘက်က ASK လေးနည်းနည်းပိုပြီး strong ဖြစ်လာရင်တော့ကိုယ့်ဘက်ကပိုပြီးတော့ chance ရလိမ့်မယ်ခင်ဗျဒါပေမဲ့ဒီကတော့ ESK နဲ့ဆိုလို့ရှိရင်တော့ဒီ IS နဲ့ကတော့အဆင်မပြေဘူး။ ASK ကဒါ option နဲ့မဟုတ်လုံးဝ mandatory ဖြစ်နေ။ဟုတ် self funded program ဆိုရင်တော့ဘာမှမလိုပါဘူး။တစ်ထက်တန်းအောင်လက်မှတ်လောက်ပဲတောင်းတာမြင်ရပါတယ်ပေါ့နော်။အဲ့တော့ self funded language program ရှောက်မယ်ဆိုတော့ဘာမှမလိုဘူးပေါ့နော်။ဒီ CIS ကလည်းဘယ်လိုပြောမလဲ။များတော့ပြပေးတာ Chinese language teacher scholarship ပေါ့နော်။အဲ့လိုဆိုတော့SSK တောင်းနေပေါ့ဟုတ်ဒီမှာပါလေ2020မှာတဲ့ CSC ကိုပေါ့နော် language scholarship ကို language program နဲ့အသုံးကြည့်တက်ထားပါတယ်တဲ့ COVID ကြောင့်အခုပါတက်ချင်လဲဆိုတော့အခုကကြတော့အသက်30ဆိုတော့ကြတော့အသက်35ဆိုတော့ကြတော့ master ဒါမှမဟုတ် PhD ပေါ့နော်အဲ့ဒါမျိုးတွေဆက်ရှောင်မယ်ဆိုလို့ရှိရင်တော့ရှောက်လို့ရပါတယ်ကိုကတော့တရုတ်ပြည်မှာထပ်ပြီးတော့မှတွေ့ဆုံရခြင်းသေးတယ် language program ကိုပဲထပ်ပြီးတော့ရှောက်နေဆိုလို့ရှိရင်လည်းရပါတယ်ထပ်ပြီးတော့ရှောက်လို့ရပါတယ်ပေါ့နော်ဟုတ်ပြီးတော့ CSC ဖြေဖို့ဆို3ခုဖြေရတာပြောတာတဲ့ဘာလဲတဲ့3ခုဖြေရတယ်လို့တော့မပြောမိဘူးเนาะအကြောင်းပေါ်မူတည်တာပေါ့เนาะတချို့သောအကြောင်းတွေကသင်ချာတို့ဒါမှမဟုတ်ရှင် physics တို့ chemistry တို့ တွဲစစ်တာမျိုးတွေရှိတယ်တခါနောက်တစ်ခုရှိတာကတော့ Chinese ကိုပဲစစ်တာမျိုးတွေရှိတယ်ပေါ့ဒါတော့အကြောင်းပေါ်မူတည်တယ်အကြောင်းတွေကဒီအကြောင်းတွေအကုန်လုံးကဒီမျိုးစစ်ရပါမယ်ဆိုပြီးတော့မှတက်မှတ်ထားတော့မရှိဘူးပေါ့เนาะအကြောင်းပေါ်ပဲမူတည်သွားတာပါဟုတ်ဘန်ဆာမှာပြည့်တဲ့မီတာနဲ့မာစတာမှာပြောင်းတက်ခြင်းနဲ့ဆိုလို့ရှိရင်လည်းရတယ်နော်ခုနပြောခဲ့သလိုပဲအဲ့ဒါတွေအကုန်လုံးကတက်လို့ရပါတယ်ဟိုက news ကတော့မနေ့ကတော့ entrance မရှိဘူး NUSD နေတာမနေ့ကတော့မရှိဘူးတော့ entrance အကိုကျောင်းလျှောက်ရင်လေ CV form လိုလိုက်ရင်CV form ကကိုက master တက်မယ်ဆိုလို့ရှိရင်တော့ professor ကို CV ဆွဲပို့ပေးရတယ်ခင်ဗျကိုက master တက်မယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့ CV မလိုဘူးခင်ဗျbachelor ဆိုရင်မလိုဘူးပေါ့နော်ဟုတ်ကဲ့မလိုဘူးခင်ဗျဟုတ်ကဲ့ CV ဆိုတာပေါ့နော်ကျောင်းရဲ့ application portal ထဲမှာဖြည့်ရလဲဒါကလည်း CV ပဲပေါ့နော်အဲ့တော့အဲ့ဒါကိုဆိုလိုတာဆိုရင်တော့လိုတယ်ပေါ့တီးတန် CV form တီးတန်လောက်ပြီးတော့လောက်ရမှာကြတော့ professor ရှာတဲ့နေရာမှာပဲလိုတာပေါ့အဲ့တော့ master and PhD ဆိုရင်တော့လိုတာပေါ့bachelor ကျောင်းသားဆိုရင်တော့ CV form တီးတန်လောက်ပြီးတော့ လိုက်ပို့နေစရာမလိုဘူးပေါ့နော်ကျောင်းရဲ့ဟုတ်ကဲ့ application portal တွေက CV ပဲapplication ထဲမှာပဲဖြည့်လိုက်ရပြီပေါ့နော်ဟိုလိုမျိုး form တက်လောက်ဆရာမလိုတော့ဘဲနဲ့မလိုဟုတ်အခု中国科学技术大学叫做 CV form ဆိုပြီးတက်တောင်းထားတာခါညီမတို့ CV form တက်လုပ်ပြရမှာ CV form တက်တောင်းထားတာပါ bachelor လား master လားမသိဘူးเนาะ bachelor အဲ့လိုတောင်းထားတယ်အကြောင်းရဲ့လိုအပ်ချက်လဲတောင်းထားတယ်အကြောင်းရဲ့လိုအပ်ချက်တစ်ခုအနေနဲ့တောင်းထားတယ်ဆိုရင်တော့သူတို့ပို့ခိုင်းတဲ့ mailပို့ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းဒီ application portal ထဲမှာ CV form ဖြည့်ဖို့နေရာပါတယ်ဆိုလည်းအဲ့ဒီမှာဖြည့်ပြီးပေါ့ဟုတ်ပြော北京外国语大学啊ဒီနေ့မော်စကိုလာမခေါ်ရလားမသိနော်ညီမ website ထဲမှာရှာမတွေ့ဟုတ်ဘေဂျင်းအကြောင်းလေးဆိုတော့ကိုပြပြချက်လောက်ဖြည့်ပြီးပေါ့ဘေဝိုက်ကဟို master ပြောရလား master postgraduate ပြောရလား bachelor မခေါ်သေးဘူးမနေ့ကတော့မခေါ်ဒီနေ့ကတော့မပြောတတ်သေးဘူးမှာဟုတ်သူကခေါ်ပြီးဆိုလို့ရှိရင်လည်းဒီနှစ်ပတ်လောက်ပဲကြိုးအချိန်ပေးပြီးတော့မှခေါ်လေးရှိတယ်ပေါ့နော်ဟုတ်ပြီးတော့ခုနအကိုပြောတာ entrance မဖြေရတဲ့မနစ်ကကြောင်းကဘယ်ကြောင်းလဲမသိအကိုတန်နေပြောဟောပါ comment မှာတစ်ချက်ပေးတာတွေ့လို့ NUSD ကပေးတာလို့NUSD ကမနေ့ကတော့မဖြေရဘူးခင်ဗျဟုတ်ကျေးဇူးဟုတ်ကဲ့အဲ့ဒါဆိုတော့ main လေးမရှိတော့ဘူးလေတူတယ်ပေါ့အဲ့ဒါဆိုကျွန်တော်တို့meeting ကိုဒီမှာပဲရပ်ပါမယ်ခင်ဗျဟုတ်ပါမေးဖို့ထပ်ရှိအောင်လည်းမသိဘူးเนาะမရှိတော့ပါဘူးကျေးဇူးဟယ်လိုဟုတ်ပြောပါကိုကျွန်တော်ကလေဟိုစား CSC ကို
type A နဲ့ရှောက်တာများအဲ့ဒါ supervisor စီက acceptance letter ကရပြီးသွားပြီအဲ့ acceptance letter ကို verify ပြပြီးတော့ကျောင်း website မှာသွားပြီး admission letter သွားထုတ်လို့ရလားမသိဘူးเนาะသွားတောင်းလို့ရမလားမသိဘူး ဟိုကကျောင်းကိုမူတည်မယ်ခင်ဗျဟိုကိုက professor ဘက်က acceptance letter ရသွားပြီဆိုလို့ရှိရင်ကျောင်းက email နဲ့လျှောက်ရတဲ့ကျောင်းလား website မှာလျှောက်ရတဲ့ကျောင်းလားအရင်တစ်ချက်ကြည့်လိုက်ခင်ဗျတကယ်လို့ website မှာလျှောက်ရတယ်ဆိုလို့ရှိရင်အဲ့ ဟုတ် အဲ့ website မှာရှောက်ဟုတ်ကဲ့ website မှာကြားရတဲ့ရှောက်ရတဲ့ကြောင်းဟုတ်တယ် ဟုတ်ကဲ့အဲ့ website မှာအဲ့ application portal ထဲမှာကိုယ့်ရဲ့ document တွေအကုန်လုံး upload လုပ်ရမှာပြီးသွားရင် form တွေအကုန်လုံးဖြည့်ပြီးသွားလို့ရှိရင်အဲ့မှာလိုအပ်တဲ့ document အကုန်လုံး upload လုပ်ရမှာပြီးသွားရင်အခုနောက်ပိုင်းကတော့ application fee တော်တော်များအကြောင်းတွေအကုန်လုံးဒီမှာရှိတယ်အဲ့ဒီ application fee ပါညာတွင်းပြီးတော့မှပဲအကြောင်းဘက်က pre-admission လုပ်ပြရများတယ်ခင်ဗျဒီတိုင်းတော့တင်မထုတ်ဘူးခင်ဗျဟုတ်ကဲ့ သူကအဲ့လိုကြတော့လေကျွန်တော်ဒီဘာလို့လဲဆိုတော့သူ့ရဲ့ document ဟိုလိုတဲ့အထဲမှာကျတော့ CSC form လဲတောင်းနေရလေ CSC form တောင်းတာကကျတော့ CSC form CSC တိုက်မှာကျတော့ pre admission letter ရမှသူက CSC form က download လုပ်လို့ရမှာကိုရပြီးတော့ခါကျတော့အဲကျောင်းဘက်ကကျတော့လိုလားနှစ်ခုကဟိုဘက်လိုဒီဘက်လိုဖြစ်နေအဲ pre admission ကလုံးဝ pre admission အရင်ရ pre admission အရင်ဟုတ်ကဲ့ဒါပေမဲ့ CSC form ကပုံမှန်ကတော့ pre admission ရဖို့အတွက် CSC form ကမလိုဘူးတော့ type ဟို CSC type A က pre admission လိုတယ်လို့ပြောနေလို့အဲဒါကြောင့် ဟုတ်ကဲ့ခင်ဗျဒါကတော့ကျောင်းကိုမူတည်မယ်ထင်တယ်ဟိုပါပေါ့ pre admission မလိုတာမဟုတ် pre admission letter ရဖို့အတွက် CSC form မလိုတာကိုပြောချင်တာခင်ဗျအခု ဟုတ်ကဲ့အရင်ဆုံး pre admission အရင်ထုတ်ပြီးသွားတော့မှအဲ့ pre admission letter ရတော့မှ CSC website ထဲမှာအဲ့ဟာကိုသွားထည့်ရမှာ CSC website ထဲမှာသွားထည့်ပြီးသွားတော့မှကိုဒီ CSC form ကို download ဆွဲပြီးတန်ရုံမှပြန်တင်ရမှာဟုတ်ကဲ့ဟုတ်အဓိကတော့ pre admission letter ရဖို့ဆိုရင်တော့ကိုအဲ့ဒီ student portal ထဲမှာ online application အရင်လုပ်ရတယ်ဟုတ်ကဲ့ပါကျေးဇူးပါဗျဟုတ်ကဲ့ပါအမေကုန်းလေးတက်ရှိအောင်လဲဒီမှာ WeChat group QR code ကဘယ်ရနိုင်မလဲတဲ့ဟုတ် page messenger မှာလာတောင်းလို့ရပါတယ်ဗျကျွန်တော်တို့ page ကတော့ global test education ဒီမှာဒီ webinar post မှာကျွန်တော်တို့ page link ချထားပေးပါတယ်ဗျအဲ့တော့ဆိုရင်ဟိုထပ်မေးမဲ့လူမရှိတော့ဗာမေကုန်းမှမရှိတော့ဘူးလို့ယူဆပါတယ်နော်ဟုတ်အဲ့ဒါဆိုကျွန်တော်တို့ meeting လေးကိုဒီမှာရပ်ပါမယ်ခင်ဗျအားလုံးပဲပါဝင်ပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော် meeting လေးကိုရပ်လိုက်ရပါမယ်နော်